ဒီချိန်ကတော့ ELBC ကြောင်းစုံညီပွဲအတွက်ဒီချိန်တို့တွေပေါ့နော်ပကြီးကားလေးတွေအတူတူရေးဆွဲကြတာပေါ့ဒီချိန်တို့တွေကတပတ်3ရက်ပဲရတယ်ပေါ့နော်3ရက်မှာဒီချိန်တို့တွေကစုံညီပွဲအတွက်ကိုပကြီးကားပေါင်း50ပေးရမှာပေါ့နော်50ပေးရမှာဆိုတော့ဒီချိန်တို့စုံညီပွဲအတွက်ဆိုတော့ကားကြခုံကြကလေးတွေကလည်းမအားကြဘူးပေါ့နော်မအားကြတော့ဒီချိန်ကဘာလုပ်ရလဲဆိုတော့ဒီချိန်တို့ကလေးလေးတွေဆွဲနိုင်တဲ့ကလေးလေးတွေဆွဲတတ်တဲ့ကလေးလေးတွေအရင်လက်ရလေးတွေရှိတဲ့ပကြီးကားလေးတွေကိုတင်ထားတာရှိတယ်အခုနောက်ပိုင်းပွဲပကြီးကား50ပြည့်ဖို့အတွက်ဆိုလို့ရှိရင်ဒီချိန်တို့ကလေးတွေလိုတယ်ပေါ့နော်အဲ့တော့ဒီချိန်ကဆွဲတတ်တဲ့ကလေးလေးတွေရဲ့ဒီချိန်တို့ရဲ့စုပေါင်းပြီးတော့ဒီချိန်ကဒီဟာကြတော့ဒီချိန်အခန်းထဲမှာပဲပေါ့နော်ပုံလေးတွေအကုန်လုံးဆွဲကြတယ်အတူတူဆွဲကြတယ်သူဆွဲနိုင်တဲ့သူကဆွဲရေစေးဆွဲနိုင်တဲ့သူကဆွဲခဲဆွဲနိုင်တဲ့သူကဆွဲပေါ့နော်မာကာဆွဲနိုင်တဲ့သူကဆွဲနေဒီချိန်တို့ဒီလိုမျိုးပကြီးကားလေးတွေစလုပ်လိုက်ကြတာပေါ့နော်အခုဆိုရင်တော်တော်ကြီးကိုအဆင်ပြေတယ်စုံညီပွဲအတွက်လည်းပကြီးကား50အပြင်ကိုနောက်ထပ်30 60ဒီချေတို့ပေးနိုင်နေပေါ့နော်ဒါကတော့ ELBC ကျောင်းကစုံညီပွဲအတွက်ရေးဆွဲထားတဲ့ပကြီးကားလက်ရာလေးတွေပဲဖြစ်ပါတယ်ဒီထဲမှာဆိုလို့ရှိရင်ဒီချေကပေါ့နော်သူတို့ဆွဲထားတဲ့ပုံလေးတွေကိုနောက်ဆုံး finishing အပိုင်းလေးတွေတော့ဒီချေကဖြတ်လိုက်တာပေါ့နော်သူတို့ကအကုန်လုံးဆွဲပြီးသွားတဲ့အခါကျရင်သူတို့အားလုံးထဲမှာဒီချေကနည်းနည်းလိုရာလေးတွေထပ်ဖြည့်ထားတဲ့အပိုင်းလေးတွေတော့ရှိတယ်ပေါ့နော်လက်ရကောင်းကောင်းလေးတွေဆွဲပေးတဲ့ ELBC ကျောင်းကကလေးလေးတွေကိုကျေးဇူးတင်ပါတယ်